ဒီဟာကတော့ကျွန်တော်တို့ဒီသတင်းစာရှင်းလင်းပွဲတုန်းကလည်းကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားပြီးသားရှိပါတယ်အခုဒီကျွန်တော်တို့ဒီဥမာဒီအာရခတ်တော်တပ်ဖွဲ့တွေကဒီမတူပီတပ်ဖွဲ့မှာကျွန်တော်တို့ဒီရှင်းညီနောင်ဖွဲ့တွေနဲ့အတူတူဝင်ရောက်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်ပေးတယ်ဆိုတာကဒီရှင်းပြည်သူတွေရဲ့လွတ်မြောက်ရေးပေါ့နော်ရှင်းပြည်သူတွေရဲ့ဒီဆရာနာရှင်စနစ်အောက်ကလွတ်မြောက်ရေးတိုက်ပွဲတွေမှာကျွန်တော်တို့ကဒါပူညီပြီးတော့မှတိုက်ပွဲတာဖြစ်တယ်ကြံတဲ့ဟာကတော့ဒါဘာမှမရှိဘူးနောက်ဒီအခုနေပြီးတော့မကြခင်ကဒီဥမာဒီရှင်းညီနောင်နဲ့CNF ကြားမှာဖြစ်တဲ့ပြဿနာတွေမှာလည်းပဲဒါကတော့ဒါသူတို့ရဲ့အတွင်းရေးကိစ္စတွေဖြစ်တယ်ဒါကကျွန်တော်တို့နဲ့ဘာမှပတ်သက်မှုမရှိဘူးကျွန်တော်တို့ကကူညီပေးနေတယ်ဆိုတာကချင်းပြည်သူတွေရဲ့လက်မြောက်ရေးအတွက်ကျွန်တော်တို့ကစေတနာတန်တန်နဲ့ကျွန်တော်တို့ကူညီပေးနေတာဖြစ်တယ်ကျန်တဲ့ဟာကတော့ဒါသူတို့ရဲ့ဂျားတွေကအတွင်းရေးကိစ္စတွေပဲဖြစ်တယ်ဒါကျွန်တော်တို့နဲ့မပတ်သက်ပါဘူး